ခါရာဘောင်ဗလာဂျိုဘလူပဲချက်စီနဲ့အာဆင်နဲ့တပွဲကောင်းစိတ်ကြရွေးချက်မှုချင်းကြီးကိုတွေအားလုံးပဲမင်္ဂလာပါပါနော်ဒီနေ့တော့ဒါလန်ဒန်ရဲ့အခါသီးသုံးပြိုင်ဘက်တွေလို့ပြောလို့ရတယ်ဒါချက်စီနဲ့အာဆင်နဲ့ပွဲလေးကိုကျွန်တော်ပုံမှန်တိုင်းပဲသုံးသက်ချက်လေးလုပ်ပေးပြီးတော့ဒါအနည်းဆုံးကြေးအောင်နိုင်ခြင်းအများဆုံးအသင်းလေးကိုရွေးချက်ပေးအောင်မယ်ပေါ့နော်ဆိုတော့အရင်ဆုံးညီကိုတွေကိုပြောချင်တာဒါ Telegram Channel လေးကို join ထားဖို့အရင်ဆုံးပြောချင်တယ်အခုညပွဲလေးတွေများတာမလို့ channel မှာတပွဲကောင်းအပြင်ဒါမောင်းတွဲလေးတွေပါတင်ပေးအောင်မှာမလို့ကျွန်တော်ရဲ့ channel လေးကိုဒါ profile အောက်က link လေးကိုနှိပ်ပြီးတော့ free join ထားပါအောင်လို့အရင်ဆုံးပြောရနေပြီးတော့ပဲဒါဒီနေ့ပွဲလေးကိုစပြီးပြောလိုက်မယ်ပေါ့နော်အရင်ဆုံးကြေးတန်းရတာအာဆင်နယ်အဝေးကွင်းကနေပြီးတော့တင်50ရှုံးဒါ9ပေါင်ကြေး3လုံးအပြည့်စားဆိုပြီးတော့ပေါက်နေရအောင်တွေ့ရတယ်ဆိုတော့ဒီကြေးတန်းကရှေ့တကြော့ဒါပရီးမီးယားလိပွဲစဉ်အဖြစ်ဒီနှစ်သင်းကန်ခဲ့ကြတဲ့ပွဲမှာဒါအာဆင်နယ်အဝေးကွင်းကနေပြီးတော့ပဲဒီကြေးပေါက်ခဲ့တာကြောင့်အခုနှစ်မှာပေါက်တင်ပေါက်ထိုက်တဲ့ကြေးတန်းရတာပုံမှန်ပဲလို့ပြောလို့ရတယ်မမှန်တာဒါနီးပြအပြောင်းလဲနဲ့ဒါခြေစွမ်းလို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့အခုပွဲမှာဒါချက်စီရဲ့နီးပြအစ်စ်ဒါလီယန်ရိုစီညာအနေနဲ့သုံးတင်တဲ့လူစင်းကိုပဲဒါသုံးပြီးတော့အာဆင်နယ်တက်ပို့ပြီးတော့အာယုံစိုက်လိုက်မယ်လို့မြင်မိတယ်ပေါ့နော်ဘာလို့လဲဆိုတော့နီးပြအစ်စ်ဆိုတဲ့အတိုင်းဒါလက်တကမ်းမှာရှိနေတဲ့ဖလားကိုစောစီစီသူလဲယူခြင်းမမို့လို့ပေါ့နော်တစ်ဖက်ကနီးပြအာဒီတာအနေနဲ့ဒါပရီးမီးယားလိဖလားရဲ့ဒါချန်ပီယံလမ်းကြောင်းပေါ်မှာဆိုပေမဲ့ဒါမန်စီးတီးကို6မှတ်ပဲဖြတ်ထားနိုင်တာအရင်ကြီးတော့ဒါပွဲတွေအများကြီးကြံသေးတဲ့အချိန်မှာအရင်တော့မသေးကြသေးဘူးဒါကြောင့်ပဲရန်ကစားသမားတွေနဲ့ပဲပွဲထွက်လာဖို့များတယ်ဆိုပေမဲ့လေဒါနောက်တန်းအရန်ကစားသမားတွေဖြစ်တဲ့အထဲမှာလေဒါဒဏ်ရာမကင်းတဲ့သူတွေများတာကြောင့်ဒီပွဲကိုဒါနောက်ထပ်ပို့ပြီးတော့ဒဏ်ရာရခံမှာတော့မဟုတ်ဘူးဒါအဆင်ပြေသလိုပဲကစားသွားလိမ့်မယ်လို့တော့ကျွန်တော်အနေနဲ့တော့မြင်မိတယ်ပေါ့နော်လူစင်းရဆိုရင်လည်းချက်စီအနေနဲ့ဒါဂိုးသမားအနေနဲ့ဒါရောဘတ်ဆန်ချက်နဲ့ပဲပွဲထွက်လာဖို့များတဲ့အပြင်နောက်တန်းမှာဆိုရင်ဒါမာလိုဂူစတိုချာလိုဘတ်နဲ့ကူကူရဲလာတို့ရှိနေမှာဖြစ်ပြီးတော့အလဲမှာအန်ဆိုဖာနန်ဒက်နဲ့ရီဂျိန်မဟုတ်ရင်တော့ဒါအန်ရီဆန်တို့တို့ဖြစ်နိုင်ခြင်းများပြီးတော့ဒါတိုက်စစ်ကိုလိုက်ပါပန်ပိုးပေးနိုင်တဲ့ကိုပါမာပရိုနီတိုဒါအက်စတီဘာရိုတို့အပြင်တိုက်စစ်မှာတော့ဒါဂျာအိုဘာရိုအစားဒါဒီပွဲမှာတော့လီယန်ဒီလက်ဖြစ်နိုင်ခြင်းများတော့တွေ့ရတယ်ပေါ့နော်ဆိုတော့အာသင်အနေနဲ့လည်းရန်ကစားသမားတွေထည့်ပြီးတော့ထည့်သုံးပြီးတော့ဒါပွဲထွက်လာမယ်ဆိုပေမဲ့လည်းပုံမှန် line ကကစားသမားတွေတော့အများပြပါဝင်လာအောင်မယ်ပေါ့နော်ဆိုတော့မျှော်လင့်လို့ရတဲ့ကစားသမားအနေနဲ့ဆိုရင်လည်းဒါအာဆင်နယ်မှာအများကြီးရှိတာကိုတွေ့ရတယ်လူစင်းရဆိုရင်လည်းဒါဒီပွဲမှာဂိုးသမားအနေနဲ့ဒေးဗစ်ရာယာကိုနားပေးထားပြီးတော့ဒါချက်စီဂိုးသမားဟောင်းကီပါနဲ့ပဲပွဲထွက်လာဖို့များတဲ့အပြင်ဒါနောက်တန်းမှာကာလာဖီယိုရီဟင်ကပီနဲ့ဒါခရစ်တီယန်မော်စကွဲယာတို့ပါဝင်ဖို့မသေးကြတာကြောင့်ဒါခန်းစင်းပိုင်းမှာပုံမှန်လူစင်းကိုအသုံးပြုဖို့များပြီးတော့ဒါတိုက်စစ်မှာတော့မာတင်နယ်လီကိုဒါအသုံးပြုဖို့များမှာဖြစ်ပြီးတော့ဒါစာကာနေရာမှာမာတူကီနဲ့ပဲပွဲထွက်လာဖို့များတယ်ဆိုတော့လူစင်းရဆိုရင်လည်းဘာမှအများကြီးမချားနာသလိုဒါဒီနှစ်သင်းကကြေးရဆိုရင်လည်းပုံမှန်ဆိုတဲ့အခြေအနေမှာတိုက်စစ်အားဆန်တဲ့အသင်းနှစ်သင်းဖြစ်တာနဲ့အညီ2မိုင်း100ဒါ3လုံးပြေးစားဆိုတဲ့ကြေးတန်းမှာဒါဂိုးဘော်ကိုရာခိုင်နှုန်းကများတယ်လို့တော့ကျွန်တော်အနေနဲ့မြင်မိတယ်ရှစ်တကြောကဒါဂိုးဘော်သင့်ပေမဲ့ဒါဘောမန်နဲ့ပဲဒါအနိုင်ရှုံးအဖြစ်မပေါ်ခဲ့တဲ့ဒီနှစ်သင်းကိုကျွန်တော်ကတော့ဒါဒီတပွဲတော့ဂိုးဘော်မယ်လို့တော့ယုံကြည်တယ်ဒါကြောင့်ပဲကျွန်တော်ညီကိုတွေအတွက်ဒီနေ့ရတပွဲကောင်းရွေးချယ်မှုအနေနဲ့ဒါချက်စီနဲ့အာဆင်နယ်ပွဲကိုကျွန်တော်ကတော့ဒါဂိုးဘော်လေးကိုရွေးချယ်ပေးလိုက်ရနေပြီးတော့ပဲကျွန်တော်ဗီဒီယိုလေးကိုဒီနေ့ရန်နာလိုက်ပါတယ်ဗျ